ဘာကြောင့်တခင်ယေရှုခရစ်တော်ဟာလဝါကရင်ပေါ်မှာဇီဝံမြန်ချုပ်ငင်းရတာလေအဲ့တော့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဓမ္မကျမ်းစာရှုထောင့်နဲ့ဆေးပညာရှုထောင့်အဖြစ်ကျွန်တော်ချိန်ထိုးပြီးတော့လေ့လာကြရအောင်လို့ပြောနေတယ်ဒီကိုရှင်းပါတယ်ဘာကြောင့်တခင်ယေရှုခရစ်တော်လဝါကရင်ပေါ်မှာဇီဝံအသက်မြန်ချုပ်ငင်းသွားရတာလေဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ယနေ့ဒီဆေးပညာရှုထောင့်နဲ့ဓမ္မကျမ်းစာရှုထောင့်ဟိုချိန်ထိုးခြင်းအဖြစ်ကျွန်တော်လည်းယနေ့မျှဝေဖို့ရန်ပြင်ဆင်ထားပါတယ်အဲ့တော့ပထမဆုံးဒီဆေးပညာရှုထောင့်အနေနဲ့ကျွန်တော်တို့ကြည့်ကြရအောင်ဆေးပညာရှင်တွေကဘယ်လိုနားလေထားကြတယ်လဲဘယ်လိုခံယူကြတယ်လဲတခင်ယေရှုတည်ဆုံးခြင်းတလောက်တောင်မြန်အသက်ချုံငင်းသွားတာဘာကြောင့်လဲဆိုတော့သူတို့ရှောက်ဖွေဖို့ထုတ်ထားတဲ့အရာတွေရှိပါတယ်အဲ့ဒီအကြောင်းအရာတွေကိုကျွန်တော်အနေနဲ့မျှဝေတောင်းမှာဖြစ်ပါတယ်အဲ့တော့နံပါတ်1အနေနဲ့ကြည့်တဲ့အခါမှာသူတို့ကဒီလိုပြောပါတယ်ကြိုတင်ခံစားရတော့တန်ရာတန်ချက်များကြောင့်ဖြစ်ပါတယ်အဲ့တော့အဲ့ဒီကြိုတင်ခံစားခဲ့ရတဲ့တန်ရာတွေကဘာကြောင့်လဲဆိုရင်ဒီတည်ရကျိတ်ဖြစ်ရိုက်နေခြင်းခံထားရအတွက်ကြောင့်ဖြစ်ပါတယ်တည်ရကျိတ်ဆိုတာကဒီကြာပုတ်ဆိုလိုတာဖြစ်ပါတယ်အဲ့တော့ဒီကြာပုတ်ကတော့ဒီနေ့ကျွန်တော်တို့ဒီရောမစကားတွေကြည့်ဖို့ရင်သိကြမှာပါအဲ့တော့ဒီရောမစစ်သားတွေတုံးတဲ့ဒီကြာပုတ်ဘာတွေပါလဲဆိုရင်ဒီတတုချောင်းလေးတွေပြီးတော့ဒီငမားချိတ်လိုပုံစံမျိုးတွေပဲเนาะသူကအဲ့ဒီကြာပုတ်နဲ့ရိုက်ပြီးတော့ပြန်ဆွဲလိုက်တဲ့အခါမှာလူရဲ့ခန္ဓာကိုယ်ရဲ့အရေးပြားတွေကအချက်လိုက်ကွာကြသွားတယ်ပြန်ပါလာတယ်အဲ့တော့အဲ့လိုမျိုးနဲ့ရိုက်နေတဲ့အခါမှာသခင်ယေရှုရဲ့ဒီခန္ဓာကိုယ်ရဲ့အရေးပြားတွေဆုတ်ပြတ်သွားတယ်ပြီးတော့ကြွက်သားတွေပျက်စီးတယ်တွေးကြောတွေဆုတ်ပြတ်သွားတာပေါ့နော်အဲ့တော့အဲ့ဒါမျိုးတွေနဲ့ရိုက်နေထားတဲ့ကြောင့်မို့နှိမ့်ဆက်ထားတဲ့ကြောင့်မို့သူဟာဒီတွေးဆုံးရှုံးမှုဖြစ်သွားရတာဖြစ်တယ်ဆိုပြီးတော့သူတို့ပထမချက်အနေနဲ့သူတို့ဖြည့်ရှင်းထားတာတွေ့ရပါတယ်အဲကြောင့်ကိုကျွန်တော်တို့တွေးဆုံးရှုံးမှုဖြစ်နိုင်တယ်လို့ပြောပါတယ်အဲ့တော့ဒီလိုအခြေအနေမှာတဲ့ဒီတွေးပေါင်ကြခြင်းနှလုံးခုန်မြန်ခြင်းတွေဖြစ်တယ်အဲ့လိုဖြစ်တဲ့အခါမှာကိုယ်တွင်းအင်္ဂါများတို့ဒီအောက်ဆီဂျင်တွေမရောက်ရှိတော့ခြင်းကြောင့်ဖြစ်ပါတယ်ဒါကြောင့်မို့သူမှာဒီတန်ရာတွေကြောင့်မို့အသက်မြန်ခြုံငင်းရခြင်းဖြစ်တယ်ဆိုတော့ပထမချက်နဲ့သူတို့ကရှင်းပြကြပါတယ်ပြီးတော့ဒုတိယတစ်ချက်တရားတစ်ချက်ကဘာကြောင့်လဲဆိုရင်ဒီတမ္မိုဆွခြင်းတို့မို့ဒီတမ္မိုရိုက်ခြင်းပေါ့ဒီကျွန်တော်တို့တခင်ယေရှုလောဝါကရင်ပေါ်မှာရောက်တဲ့အခါမှာသူ့ရဲ့လက်တွေကိုဆွဲဆန့်ရတယ်ဆွဲဆန့်ပြီးတော့တမ္မိုနဲ့ရိုက်တယ်ပြီးတော့ခြေထောက်ကိုလည်းဆွဲဆန့်ပြီးတော့သူတို့ကဒီခြေဖုံးပေါ်မှာတမ္မိုနဲ့ရိုက်ထားတယ်အဲ့တော့ဒီလိုအခြေအနေများကြောင့်မို့သူဟာပြင်းထန်တဲ့နာကျင်မှုကိုခံစားရတယ်အဲ့ဒါဒီကြောင့်မို့ဒီကျွန်တော်ဒီအကျော်စနစ်တွေကအားလုံးပျက်စီးသွားတယ်အာယုံကျော်စနစ်တွေပျက်စီးသွားတာပေါ့နော်ပျက်စီးတဲ့အခါမှာဒီအဲ့ဒီအကြောင်းအရာတွေအကြောင်းမို့ဒီနှလုံးကိုထိခိုက်လာတယ်အဲ့တော့ဒီနှလုံးခုန်နှုံးတွေကမမှန်တော့လာဖြစ်လာတာဖြစ်တယ်အဲ့ဒါတွေကြောင့်မို့သူကဒီလက်ဝါကရင်ပေါ်မှာသူရဲ့အသက်ဇီဝင်ကိုမြန်ချုပ်သွားရခြင်းဖြစ်တယ်ဆိုပြီးတော့သူတို့ကဒုတိယအချက်နဲ့ဖော်ပြကြပါတယ်အဲ့တော့ဒုတိယအချက်ပေါ့လေနော်ကြည့်တဲ့အခါမှာလက်ဝါကရင်ပေါ်မှာအသက်ရှူခြင်းရဲ့စိန်ခေါ်မှုအသက်ရှူရခြင်းရဲ့စိန်ခေါ်မှုကြီးပေါ့လေနော်တကယ်ပဲဒါကသခင်ခရစ်တော်အတွက်စိန်ခေါ်မှုကြီးတစ်ခုဖြစ်နေမှာဖြစ်တယ်ဆိုပြီးတော့သူတို့ကပြောပါတယ်အဲ့တော့အဲ့ဒီထက်မှာကြည့်တဲ့အခါမှာလက်ဝါကရင်ပေါ်မှာတဲ့ခန္ဓာကိုယ်ကိုဆန့်ထားရတဲ့အတွက်ကြောင့်မို့အဲ့ဒီအနေထားတဲ့အတွက်ကြောင့်မို့သူကအသက်ရှူရခက်ခဲတယ်ကျွန်တော်ဒီမှာပုံလေးတွေလည်းပြပေးပါမယ်အဲ့တော့သူတို့ရဲ့ဥပမာဖော်ပြချက်တွေကလည်းအင်မတန်မှလေးလာရှာကောင်းပါတယ်သူရဲ့ဒီလက်ဝါးကတိုင်ပေါ်မှာချိတ်ဆွေးခြင်းခံထားရတဲ့အခါမှာသူမှာဒီခန္ဓာကိုယ်ပိုင်းဆိုင်ရာအကျိုးတွေနော်ဘယ်လောက်ထိဆွဲဆန့်ခြင်းခံထားရတယ်ပြီးတော့ဆွဲဆန့်ခြင်းခံထားရတဲ့အခါမှာဘယ်လိုအကြောင်းအရာအဖြစ်နှလုံးကိုထိခိုက်တယ်အာယုံကျိုးကိုထိခိုက်တယ်ဆိုတဲ့အကြောင်းတွေသူတို့ရှင်းပြထားတာတွေ့ရပါတယ်အဲ့ဒါတွေကြောင့်မို့သူကအသက်ရှူရခက်ခဲတာဖြစ်တယ်ဒါကြောင့်မို့အသက်ရှူခြင်းတဲ့အခါမှာသူ
သူ့ရဲ့ခြေထောက်ပေါ်မှာကိုယ်အလေးချိန်ကိုဖိထားရတာဖြစ်ပါတယ်ထားရတာဖြစ်ပါတယ်ဒါမဲ့အဲ့လိုလုပ်ဖို့ရအင်မတန်မှခက်ခဲတော့အချိန်ဖြစ်နေတယ်ဘယ်လိုမှမဖြစ်နိုင်ဘူးကြိုးစားလို့လည်းမရနိုင်တဲ့အခြေအနေဖြစ်တယ်ဒါပေမဲ့လည်းတမ်မူဆွတ်ထားတဲ့အတွက်ကြောင့်မို့သူ့ရဲ့ခက်ခဲမှုတွေကိုဒီလက်ဝါးကားတိုင်းပေါ်မှာအသက်ရှူဖို့ရန်ခက်ခဲမှုတွေကိုမဖြေရှင်းနိုင်တာဖြစ်တယ်ပြီးတော့သူတို့ကမှတ်ချက်ပေးကြပါလေဆေးပညာရှုထောင့်အဖြစ်ပေါ့လေနော်အကြောင်းမို့ဒီအကြောင်းအရာတွေကြောင့်မို့ဘာတွေကိုထိခိုက်သွားတယ်လေဆိုတဲ့အကြောင်းကိုသူတို့ကဆက်လက်ပြီးတော့ရှင်းပြတဲ့အခါမှာဒီအကြောင်းအရာတွေဒီအချက်လက်တွေကြောင့်မို့ယနေ့သခင်ယေရှုဟာအသက်ရှူလမ်းကြောင်းတွေပိတ်ဆို့ပြီးတော့တည်ဆုံးရခြင်းဖြစ်တယ်ဆိုပြီးတော့သူတို့ကပြောပါတယ်ဒါပေမဲ့လည်းတဲ့သခင်ယေရှုဟာတဲ့လက်ဝါးကားတိုင်းပေါ်မှာထိုကဲ့တော့မဖြစ်မီကလေးကနေအသက်မချုပ်မီကလေးကနေသူကတည်ဆုံးနိုင်တဲ့အကြောင်းရင်းတွေရှိတယ်။ဘာကြောင့်မို့လဲဆိုရင်သူကရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာအားလုံးတကယ်ပဲတရားတစ်ချက်များအင်မတန်မှပြင်းထန်ပြီးသားဖြစ်တယ်။အဲ့ဒါတွေကြောင့်လေတည်ဆုံးနိုင်တာဖြစ်တယ်။တည်ဆုံးသွားနိုင်ပါလေတဲ့။ဒါပေမဲ့လည်းသခင်ယေရှုကလက်ဝါးကားတိုင်းပေါ်ထိရောက်လာတာဖြစ်တယ်။ဒီအကြောင်းအရာကဖခင်ရဲ့တမန်ကျမ်းစာလာနှုတ်ကပတ်တော်လာအချက်တွေပြီးဆုံးစေဖို့ရန်ဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်အဲ့တော့ဆေးပညာရှင်တွေအနေနဲ့ရှိတဲ့အခါမှာကြတော့လေဖြစ်နိုင်ပါလေလက်ဝါးကားတိုင်းပေါ်မှာမရောက်ခင်တည်ဆုံးသွားနိုင်တယ်ဒါမဲ့ထိုကေတော့လက်ဝါးကားတိုင်းပေါ်မှာမရောက်ခင်တည်ဆုံးသွားရင်ဖခင်ရဲ့ဒီနှုတ်ကပတ်တော်လာတဲ့အတိုင်းမပြီးဆုံးတော့ဘူး prophet ပြုချက်တွေကယနေ့မာယွန်တော်မှာဖြစ်ပါတယ်အဲ့တော့ဖခင်ရဲ့စီမံထားတဲ့အကြံစီတော်အတိုင်းသခင်ယေရှုဟာတကယ်ပဲလက်ဝါးကားတိုင်းပေါ်မှာပဲအသက်ကိုခြုံငင်သွားတယ်ဆိုတဲ့အကြောင်းတွေ့ရပါတယ်အဲ့တော့သူတို့ကတတိယချက်နဲ့ဘာပြောတယ်လဲဆိုရင်နှလုံးပိုင်းဆိုင်ရာပြဿနာများအဓိကကြုံတွေ့ခဲ့ရတဲ့အကြောင်းကိုသူတို့ကရှင်းပြကြပါတယ်အဲ့တော့နံပါတ်1နဲ့စိတ်ဖြစ်စီမှုကြောင့်နှလုံးပျက်စီးတယ်ပြီးတော့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာတကယ်ပြင်းထန်သောတန်ရာတန်ချက်များကြောင့်မို့အသေးရှူရခက်ခဲစေတာဖြစ်တယ်ပြီးတော့ဒီသူ့ရဲ့နှလုံးဒီနှလုံးကကျိုးပဲပျက်စီးသွားတဲ့အကြောင်းဖြစ်တာဖြစ်တယ်အဲ့တော့အဲ့လိုအခြေအနေမှာဒီသူ့ရဲ့ဒီနှလုံးဘေဘက်အချမ်းမှာပေါ့နော်ဘေဘက်အခန်းမှာယာယီအားနေသွားပြီးတော့တွင်းငင်အားရှိုးကျသွားတဲ့အတွက်ကြောင့်ဖြစ်တယ်အဲ့တော့သူတို့ကဘာပြောလဲတွဲလွတ်ကြောကနေရေနဲ့တွေးထွက်ခြင်းဆိုတဲ့အကြောင်းကိုလေသူတို့ကတော့ဖော်ပြထားတာတွေ့ရပါတယ်ဒီအကြောင်းအရာကတော့ဓမ္မကျမ်းစာမှာလည်းဖော်ပြပြီးသားဖြစ်ပါတယ်အဲ့တော့ဓမ္မကျမ်းစာမှာကျွန်တော်ကြည့်တဲ့အခါမှာရှင်ယောဟန်ခန်းကြီး19ပိုင်းငယ်34ထဲမှာသခင်ယေရှုရဲ့နဘေးကိုလာနေထိုးတော့အခါမှာတဲ့တွေးနေရေကတပါးလေးစီးထွက်လာတယ်ဆိုပြီးတော့ဖော်ပြထားတာတွေ့ရပါတယ်အဲ့တော့ဒါကဒီနေ့ဓမ္မကျမ်းစာလာအရပြည့်စုံခြင်းဖြစ်ပါလေအဲ့တော့ဆေးပညာအရသူတို့ပြောတာကဘယ်လိုလဲဆိုရင်ပြည်တေနာဖြစ်တယ်ပြည်တေနာဆိုတာဆိုလိုတာကနှလုံးအိတ်ထွဲမှာအရည်တွေစုပြုံဝင်ရောက်ခြင်းဖြစ်တယ်အဲ့ဒါဒီကြောင့်ပေါ့နော်တွေးနေရေကယုံတော့သွားခြင်းဖြစ်တယ်အဲ့လိုဖြစ်နိုင်တယ်ဆိုပြီးတော့သူတို့ကညွှန်းဆိုထားကြပါတယ်အဲ့တော့သူတို့ရဲ့ဒီအကြောင်းအရာတွေစုစည်းပြီးတော့သုံးသပ်လိုက်တဲ့အခါမှာနံပါတ်1ကြိုတင်တန်ရာများကြောင့်မို့တွေးဆုံးမှုဖြစ်ပြီးတော့သူကတွေးပေါင်ကြခြင်းဖြစ်လာပြီးတော့အသက်ဆုံးရှုံးရတာဖြစ်တယ်အမြန်ဆုံးအသက်ချုပ်ငင်းသွားတာဖြစ်တယ်ပြီးတော့ဒုတိယချက်ကဘာလဲဆိုရင်အသက်ရှူမှုစနစ်ပျက်စီးသွားတဲ့အကြောင်းမျိုးဖြစ်တယ်နံပါတ်3ကဘာလဲဆိုရင်စိတ်ဖြစ်စီမှုတန်ရာတန်ချက်များကြောင့်နှလုံးပျက်စီးရတာဖြစ်တယ်ဆိုပြီးတော့သူတို့ကမှတ်ချက်ပြုရေးသားထားကြတာတွေ့ရပါတယ်ကဲဟုတ်ပြီကျွန်တော်တို့ဓမ္မကျမ်းစာထဲမှာဘယ်လိုဖော်ပြထားသလဲပြန်ကြည့်ကြရအောင်ဓမ္မကျမ်းစာထဲမှာကတော့ကျွန်တော်တို့ကြည့်တဲ့အခါမှာတခင်ယေရှုလောကခလင်ပေါ်မှာရေးတဲ့သူ့ရဲ့အသက်ဇီဝံချုပ်ငင်းရခြင်းဟာဖခင်ရဲ့အကြံအစီတော်ပြည့်စုံစေဖို့ရံပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နားလည်ထားဖို့ဖြစ်ပါတယ်အဲ့တော့ဓမ္မကျမ်းစာရပထမတစ်ချက်ကြည့်တဲ့အခါမှာပညာချက်ပြည့်စုံစေဖို့ရံဖြစ်တယ်အဲ့ဒီအကြောင်းကိုကျွန်တော်တရားဟောကြားခန်းကြီး21 22ကနေ23ထိကိုကျွန်တော်တော့ရောက်ကျွန်တော်ဖတ်ရှုလေ့လာကြရအောင်နံပါတ်1အချက်ကတော့ဘာလဲဆိုရင်ကျမ်းစာလာချက်ပြည့်စုံစေဖို့ရန်ဖြစ်တယ်ထို့အကြောင်းကိုကျွန်တော်ဘယ်မှာတွေ့ရမလဲဆိုရင်ထမြောက်ကျမ်းအခန်းကြီး7ပိုက်ငယ်46မှာတွေ့ရမယ်စာလာနံပါတ်34 20ထဲမှာတွေ့ရမယ်ပြီးတော့ဓမ္မတိကျမ်းထဲမှာပြန်လည်ပြီးတော့ကိုးကားထားတာက
ဒီရှင်ယောအခန်းကြီး19ပိုင်းငယ်16ထဲမှာကျွန်တော်တွေ့ရပါတယ်အဲ့တော့ဒါ prophet ဒီကျမ်းစာလာချက်ပြည့်စုံစေဖို့ရန်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုရှင်ယောဟန်ကဖော်ပြထားတာတွေ့ရတယ်ပြီးတော့နံပါတ်3တစ်ချက်ကပါလဲဆိုရင် prophet ပြုချက်ပြည့်စုံစေဖို့ရန်ဖြစ်တယ်အဲ့တော့ဟေရှာယအခန်းကြီး50နဲ့3ပိုင်းငယ်7ထဲမှာကျွန်တော်တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီအကြောင်းကိုပြန်လည်ပြီးတော့ထောက်ပြတာကမာကုအခန်းကြီး15ပိုင်းငယ်29နဲ့28အတွက်မှာကျွန်တော်ဖတ်ရှုတွေ့ရှိနိုင်ပါတယ်ပြီးတော့နောက်ဆုံးတစ်ချက်ကပါလဲဆိုရင်နံပါတ်4ချက်ကမိမိအသက်ကိုအချိန်မရွေးစွန့်နိုင်ပြီးယူနိုင်ခြင်းရှိတယ်ဆိုတဲ့အကြောင်းတွေ့ရပါတယ်အဲ့ဒါကရှင်ယောခန်းကြီး30ပိုင်းငယ်18ဖြစ်ပါတယ်ဒါကအဓိကဖြစ်ပါတယ်အဲ့တော့ဘုရားသခင်ကချိန်ချက်ထားတဲ့အချိန်ရောက်လာတဲ့အခါမှာသူ့ရဲ့အသက်ကိုစွန့်ပိုင်ခွင့်ရှိတယ်ပြန်ယူနိုင်ခွင့်ရှိတယ်ဆိုတဲ့အကြောင်းကိုတက်တည်ပြသွားတာဖြစ်ပါတယ်အဲ့ဒီစံချက်ကိုကျွန်တော်ဖတ်ချင်ပါတယ်ရှင်ယောဟန်အခန်းကြီး30ပိုင်းငယ်18ဖြစ်ပါတယ်နော်ငါအသက်ကိုအပေသူများမလူမယူကိုအလိုအလျောက်ငါဆွန့်၏ကိုအသက်ကိုဆွရတော့အခွင့်နဲ့နောက်တစ်ဖန်ကိုအသက်ကိုယူပြန်ရတော့အခွင့်ဒီငါ၌ရှိ၏ထိုအခွင့်ကိုခမည်းတော်သည်ပေးတော်မူပြီးဟုမိန်တော်မူ၏အာမင်အဲ့တော့ဒီနေ့သခင်ယေရှုခရစ်တော်လက်ဝါးကတိုင်ပေါ်မှာသူ့ရဲ့အသက်ဇီဝံချုပ်ငြိမ်းသွားခြင်းဟာဘေးအကြောင်းအရာအချက်ကြောင့်မှလည်းကျွန်တော်တို့ကမပြောလို့ပါဘူးတိတ်ပံနိကြအရာဆေးပညာတွေအရာလဲတာဖြစ်နိုင်ပါတယ်ဖြစ်ပါတယ်ဒါပေမဲ့လည်းကျွန်တော်တမန်ကျမ်းစာမှာကတော့သူ့ရဲ့အသက်ကိုဘေးအချိန်မှာဆွတ်ရမယ်ဆွတ်လို့ရတယ်ဆွတ်မယ်ဆိုပြီးတော့သူလုတ်ပိုင်ခွင့်ရှိပြီးသားဖြစ်ပါတယ်သူ့မှာအခွင့်ရရှိပြီးသားဖြစ်တယ်အဲ့ဒီအခွင့်ကိုလည်းဘုရားသခင်ကတားတော်သခင်ယေရှုကိုပေးခဲ့တာဖြစ်တယ်ဒါကြောင့်မို့သူ့ရဲ့အချိန်ရောက်လာတဲ့ကြောင့်မို့သူ့ရဲ့အသက်ကိုချုပ်ငြိမ်းစေလိုက်တာဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်နားလည်ရပါတယ်ဟုတ်ပြီနော်ဒါကြောင့်မို့ယနေ့ကျွန်တော်တို့ဒီသခင်ယေရှုလက်ဝါးကတိုင်ပေါ်မှာအသက်မြန်မြန်ချုပ်ငြိမ်းရတာပါအတွက်ကြောင့်လေဆိုတော့ကျွန်တော်နားလည်သွားမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်သူ့ရဲ့နဘေးကတမန်2ယောက်ဆိုရင်တော့မတည်သေးဘူးဆိုတဲ့အကြောင်းကိုကျွန်တော်တွေ့ရတယ်အဲ့တော့အဲ့ဒီအကြောင်းတွေကိုကျွန်တော်ကြည့်တဲ့အခါမှာခုနကျွန်တော်ဖတ်တော့တဲ့ကျမ်းချက်ထဲမှာအားလုံးတွေ့ရမှာပါနော်ကျွန်တော်တို့လက်ဝါးကတိုင်ပေါ်မှာချိတ်ဆွေးချင်းခံထားရတဲ့သူကတော့ညမလွန်စေရဘူးအမြန်ဆုံးချရတယ်ဒီကားတိုင်းပေါ်ကနေဖြုတ်ချရတယ်ပြီးတော့တမန်ကျမ်းစာတစ်ချက်ကတော့ဘယ်လိုဖော်ပြထားလဲဆိုရင်တို့သားတော်ဘုရားနော်ကေတင်ရှင်ရဲ့အယိုးကိုမချိုးရလို့ပြောထားတဲ့အတိုင်းကျွန်တော်တမန်ကျမ်းစာထဲမှာဒီနေ့ကျွန်တော်ဖော်ပြပြီးသားဖြစ်ပါတယ်အဲ့ဒီအကြောင်းအရာတွေအားလုံးကိုပြည့်စုံစေခဲ့ပြီးဒီနေ့သူ့ရဲ့အသက်ကိုခြုံငင်လိုက်တာဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်လွတ်လိုက်တာဖြစ်တယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်ကျွန်တော်ဏိကုံးနဲ့ကြည့်မယ်ဆိုရင်ဆေးပညာရှုထောင့်ရသူတို့ကဒီလိုရေးသားဖော်ပြထားကြပါလေရုပ်ပိုင်းဆိုင်ရာပြင်းထန်တန်ရာရခြင်းအတွက်ကြောင့်မို့ဖြစ်တယ်ပြီးတော့စိတ်ပိုင်းဆိုင်ရာပြင်းထန်ခံစားခဲ့ရတဲ့အတွက်ကြောင့်မို့ဖြစ်တယ်ပြီးတော့တွေးဆုံရှုံမှုများတဲ့အတွက်ကြောင့်မို့ဖြစ်တယ်အသက်ရှူရခက်ခဲလာခြင်းအတွက်ကြောင့်မို့ဖြစ်တယ်ထို့တစ်ဖြစ်နှလုံးပျက်စီးသွားတဲ့ကြောင့်မို့ဖြစ်တယ်ဆိုပြီးတော့သူတို့ကဖော်ပြထားတာတွေ့ရပါတယ်ဒါကြောင့်မို့အဲ့ဒီအကြောင်းအချက်တွေညာကြောင့်မို့သခင်ယေရှုခရစ်တော်ဟာလက်ဝါးကတိုင်ပေါ်မှာသူရဲ့အသက်ဇီဝံမြန်မြန်ချုပ်ငြိမ်းသွားရခြင်းအကြောင်းဖြစ်တယ်ဆိုပြီးတော့သူတို့ကမှတ်ချက်ပြုထားကြပါတယ်ထောက်ပြကြပါတယ်ဟုတ်ပြီကျွန်တော်တမန်ကျမ်းစာအရာကတော့တမန်ကျမ်းစာရှုထောင့်အရာရှိတဲ့အခါမှာကြတော့ယနေ့ကျွန်တော်တို့ပုတ်ပြတ်တတ်သောခန္ဓာကိုယ်ဘိုင်းဆိုင်ရာပတ်သက်ပြီးတော့ဒီနေ့ရုပ်ပိုင်းဆိုင်ရာအတွက်ပြစ်ဒဏ်ခံယူပြီးပြီဖြစ်တဲ့ကြောင့်မို့ဖြစ်တယ်ဆိုတာကိုကျွန်တော်နားလည်ရပါတယ်ဒုတိယချက်ကပါလဲဆိုရင်ကျွန်တော်တို့ပုံကံတတ်တဲ့နန္ဒဘောဒီစိတ်ပိုင်းဆိုင်ရာအတွက်ပြစ်ဒဏ်ခံယူခဲ့ပြီးပြီဆိုတဲ့အတွက်ကြောင့်မို့ဖြစ်ပါတယ်တတိယတစ်ချက်ကပါလဲဆိုရင်ဒီတေစီတတ်တဲ့နန္တဲ့ဝိညာဉ်ပိုင်းဆိုင်ရာအတွက်ပြစ်ဒဏ်ခံယူဖို့ရန်အချိန်ရောက်ပြီချိန်ရောက်နေပြီဆိုတဲ့အကြောင်းမို့သူရဲ့အသက်ကိုခြုံငင်းစေတာဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်ဓမ္မကျမ်းစာအရလေ့လာတွေ့ရှိရပါတယ်ဒါကြောင့်မို့ဓမ္မကျမ်းစာထဲမှာတော့လူသားများအတွက်ဖယားသခင်ကသားတော်သခင်ယေရှုခရစ်တော်၌ထားရှိခဲ့တော့သူ့ရဲ့မဟာအကြံအစီတော်ပြည့်စုံသွားလို့ဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်နားလည်ရပါတယ်ဒါကြောင့်မို့ယနေ့ဒီ
ဒီ Good Friday ဟာကျွန်တော်လူသားများအားလုံးအတွက်သူရဲ့အသက်ကိုဆွလွတ်ပြီးတော့ကယ်တင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့ be your Good Friday တင်းရဲ့မဟာတောက်ကြနေကြီးဖြစ်စေပါအားလုံးဖျားရှင်ကောင်းကြီးပေးပါစေ